ဒီမြေအောက်ပူတာယုံမှာတော့အစိမ်းရောင်ကြွေပြားပေါ်မှာရက်နေနိုင်တဲ့သူတွေပဲအသက်ရှင်ခွင့်ရမှာပါအဲ့ဒီကြွေပြားပေါ်ကနေခြေတလန်းချော်ထွက်လိုက်တာနဲ့မိစ္ဆာကောင်တွေကချက်ချင်းဝင်ရောက်တိုက်ခိုက်ပါတော့တယ်လူတောင်ပေါင်းများစွာရှိနေပေမဲ့ဘေးကင်းတဲ့ဇုံက90ပဲရှိတာကြောင့်ဘူတာယုံတစ်ခုလုံးဟာစက္ကန့်ပိုင်းတွင်းမှာတင်အသက်လူပွဲကြီးဖြစ်သွားပါတော့တယ်နေရာနဲ့မှာအော်ဟစ်တန်တွေဖုံးလွှမ်းသွားခဲ့ရပါတယ်လူမဝင်ရဲတဲ့တစ်ခုတည်းသောနေရာကတော့လူမိုက်ကောင်းသားတွေတိမ့်ပိုက်ထားတဲ့နေရာပဲဖြစ်ပါတယ်အဲ့ဒီနေရာကိုဝင်ဖို့စ조사တဲ့သူမှန်သမျှအပြစ်တက်ခံရမှာပါတစ်ဖက်မှာလည်းမိစ္ဆာကောင်တွေရောက်လာပြီးလူတွေကိုအညာရာမဲ့တက်ဖြတ်နေကြပါတယ်အစိမ်းရောင်ကြွေပြားပေါ်မှာရက်နေတဲ့သူတွေကလွဲလို့ကြံတဲ့သူတွေဟာတယောက်ပြီးတယောက်အသက်ပြောင်းနေကြရပါတယ်အခြေအနေတွေပိုဆိုးသွားတာကတော့ဂိမ်းကိုထိန်းချုပ်သူပေါ်လာပြီးဒုတိယအဆင့်မှာဘေးကင်းတဲ့ဇုံတစ်ခုတည်းပဲကျန်တော့မယ်လို့ကြေညာလိုက်တာပါပဲဒါဟာလူတယောက်ပဲအသက်ရှင်ခွင့်ရမယ်လို့ဆိုလိုတာကြောင့်အားလုံးဟာမျှော်လင့်ချက်မဲ့သွားကြပါတယ်အဲ့ဒီအချိန်မှာပဲလူမိုက်ကောဖခင်ကြီးရဲ့ခြေထောက်အောက်မှာအစိမ်းရောင်ကြွေပြားတစ်ခုပေါ်လာပါတယ်လူတယောက်ကအဲ့ဒီနေရာကိုရဖို့ငွေမြောက်များနဲ့ကန့်လန့်ခဲ့ပေမဲ့သူနေရာရသွားတဲ့အခါမှာတော့အဲ့ဒီဘေးကင်းတဲ့နေရာကိုသူကိုယ်တိုင်ဖျက်ဆီးပစ်လိုက်ပါတော့တယ်အားလုံးကအံ့ဩရုံလုပ်သွားပြီးသူ့ကိုတားဖို့စ조사ကြပေမဲ့ဘေးကင်းတဲ့ဇုံကလုံးဝပျောက်ကွယ်သွားပါပြီအခုဆိုရင်ဘသူအတွက်မှလုံခြုံတဲ့နေရာမရှိတော့ပါဘူးတကယ်တော့ဒါဟာသူ့ရဲ့တကယ့်စီစဉ်ပဲဖြစ်ပါတယ်လူသားတွေဟာထွက်ပြေးစရာလမ်းရှိနေတဲ့ရွေတယောက်နဲ့တယောက်တိုက်ခိုက်နေကြမှာဖြစ်ပေမဲ့ဘေးကင်းတဲ့နေရာလုံးဝမရှိတော့တဲ့အခါမှာတော့အားလုံးစုစည်းပြီးမိစ္ဆာကောင်တွေကိုအတူတကွပြန်လည်ခုခံကြလိမ့်မယ်လို့သူကယုံကြည်နေတာဖြစ်ပါတယ်